တရားပဲအာယုပြုကြယနေ့သာသနာတော်နှစ်2568ခုနှစ်မြန်မာတို့ရဲ့ဝါဟကောစာတက္ကရာ1386ခုနှစ်ဝါဆိုလဆန်း10ရက်နေ့ခရစ်နှစ်2024ခုနှစ်ဇူလိုင်လ13ရက်စနေနေ့ရန်ကုန်တိုင်းဒေသကြီးလဲကုန်းမြို့နယ်တာယာကုန်းအုပ်စုပရဲကောချီရွာရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်းတစ်မြင်းဆောင်တစ်ဓမ္မရန်တိမုဂ္ဂရတကျောင်းတိုက်ကြီးအတွင်၌နေ့စဉ်မပြတ်စီရင်ကျင့်မှပြုလို့အပ်သောတန်ဃာတော်များဆိုင်ရာကမ္မထာနိပြဓမ္မဂတိကသင်္นานနေလားစဉ်မပြတ်စီရင်ကျင့်မှပြုလို့အပ်သော44ချိန်မြောက်ဓမ္မရန်တိမောဂဝိပဿနာ10ရက်အဋိဋ္ဌံအလုံးတဲ့အလုပ်ပြီးအထူးတရားစခန်းပွဲကြည့်3ရက်မြောက်သောနေ့ဤ3ရက်မြောက်သောနေ့အဖို့ဤညနေပိုင်း4 နာရီခွဲမှ5 နာရီခွဲအချိန်ထိဟောကြားအပ်သောနိဒာနဝကတန်ရုပ်ပါဠိတော်ပဋိစ္စသမုပ္ပါဒခန်းနှင့်သစ္စာတန်ရုပ်ပါဠိတော်ခန္ဓာဝကတန်ရုပ်ပါဠိတော်နှင့်ဓမ္မသင်္ကတိပါဠိတော်ဝိသုဒ္ဓိမေအထေကရာနှင့်မဟာတိကမဟာတတိပဋ္ဌာန်ပါဠိတော်တို့ကိုအခြေခံ၍ဟောကြားအပ်သောကာယ ानु ပတနာရှိပွားနေအလုတ်တင်အမှတ်3တရားတော်ဤတရားတော်ကြီးကိုမဟောကြားသိမည်မနာကြားကြသိမည်တရားပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထွက်ထားတပည့်ညွတ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဤဂုဏ်တော်ကိုအာယုံပြုပြီးတော့နမောတတ3ချိန်ဖြင့်ညီညာဖျားဖျားကြောလိုက်ကြပါအောင်စုအတ္တသမ္မာသမ္ဗုဒ္ဓါနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓါနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓါဟောတုယောနာတုပါရှင်တော်မြတ်ဗုဒ္ဓဤအလိုတော်ကြောင့်ကျေးဇူးတော်အရှင်အရဟန္တတသုဖြစ်တော်မူသောမိုးကုတ်ဆရာတော်ဘုရားကြီးဉာဏ်တော်ကိုဥထိတ်မှထားပြီးဟောကြားနာကြမှာဖြစ်လေသောကြောင့်ဆရာတော်ဘုရားကြီးရေတာတိကုံးတော်မူခဲ့သောမူလနှပြအစလာတိပဋိစ္စသမုပ္ပါလင်္ကာနှင့်အဝိဇ္ဇာနှင့်တဏှာအယင်ကံအစလာတိပဋိစ္စသမုပ္ပါလင်္ကာတို့ကိုညီညာဖျားဖျားရွတ်ပပူဇော်ပြီးတရားပွဲစလိုက်ကြရအောင်မူလနှပြသစ္စာနှစ်ခုလေးခုအလွာအင်္ဂါ12ပါးတရားကိုများနဲ့သုံးပါးအစဝတ္တဝနေကာလသုံးပြချင်းရာ20ဤရှိသွေကိုအလွယ်ကျက်မှသိစေအပ်သည်ကံတရာမလွကြောင်းသည်အဝိဇ္ဇာနှင့်တဏှာအယင်ကံဥပါဒံကံကြောင့်ယုံနံပေါ်အ
ပင်မမျိုးမျိုးမအပင်အမြင်မပြဆက်ဆက်တိဟံပြည့်ရှုရဲ့မြောက်အာရုအာရုအာရုအလုံးမဲ့လက်အုပ်ချီလေးတွေချထားမြတ်တာတော့ဣရိယာပုတ်ဖြင့်စိတ်ချမ်းသာသလိုထိုင်ပြီးရှင်တော်မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သည့်မြတ်သစ္စာဓမ္မဒေသနာများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲကျင့်ကြံကြိုးကိုပွားများအားထုတ်ပြီးဤဘဝဤခန္ဓာနဲ့အရိယာပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်သူတော်ကောင်းယရဏအရိယာအစစ်ကြီးတွေဖြစ်ကြပါစေလို့သစ္စာဓမ္မဖြင့်ကျေးဇူးမဆမီမှာမေတ္တာအာတိတမေတ္တာဝန္ဒနာဖြင့်ရှိဥစွာမေတ္တာပို့လို့အပ်ပါတယ်။တို့အားလုံးသောသူတော်ကောင်းတို့ခန္ဓာဉာဏ်ရောက်ဝိပဿနာအလုပ်ကြိုးစားမရပွားများအထောက်ကြတယ်ဆိုတာဘာလို့ခြင်းတို့ပါလဲ။ကောင်းပြီသူတော်ကောင်းတို့ပြောတဲ့နိဗ္ဗာန်သည်ဘယ်သဘောရှိပါလဲ။ဖြစ်ပြဆုံးတဲ့သဘောဘယ်သဘောရှိပါလဲ။ဒီအဲ့ဒီဖြစ်ပြအဆုံးပြတဲ့နိဗ္ဗာန်ကိုမြင်ခြင်းရင်ဘယ်ဉာဏ်ရအောင်လုပ်ရမလဲ။အိုင်မဉာဏ်လိုချင်ရင်ဘယ်လိုဝိပဿနာအားထုတ်မလဲ။အားကြီးတဲ့ဝိပဿနာဖြစ်ချင်တဲ့ဆိုရင်ဝိပဿနာအာမထုတ်မီရှေ့အဖို့ဘု து ရှေ့တာဖြုတ်ရမယ်။အိုင်ဒိဋ္ဌိရှေ့တာဖြုတ်ချင်ရင်ဘာနားလဲအောင်လုပ်ရမလဲမေးရင်ခန္ဓာပရိစ္ဆာသမုပ္ပါနားလဲအောင်လုပ်ဘာနားလဲအောင်လုပ်ရမယ်ဒီဒါကြောင့်မလို့ခန္ဓာပရိစ္ဆာသမုပ္ပါနားမလဲပဲနဲ့ဒိဋ္ဌိပြုတ်ရုပ်ထုံးစံမရှိဘူးဒိဋ္ဌိတန်လန်းတဲ့ရှုနေတဲ့ဝိပဿနာအားနေတဲ့ဝိပဿနာအားနေတဲ့ဝိပဿနာသည်ကုသိုလ်သာရ၍နိဗ္ဗာန်မရမဉဏ်ပုံဉဏ်ကိုကျေစုမပြုနိုင်ဘူးလို့ဒီလိုနားလည်ရမယ်နော်အဲ့တော့ဝိပဿနာဘေးတိလဲယောဂီတို့ရဲ့အဲ့ဒီလိုအားနေတဲ့ဝိပဿနာနဲ့အားကြီးတဲ့ဝိပဿနာဒုဗ္ဗလဝိပဿနာနဲ့ဘလဝဝိပဿနာလို့ဒီလိုတရားမျိုးတွေကိုစစ်စစ်ဆက်ဆက်ပိဋကတ်တော်ကိုတည်တည်ချာချာလေ့လာပြီးတော့မှသိရှိပြီးတော့ဟောပေါ်ညွှန်ပြဆုံးမပေးသနာတော်မူခဲ့တဲ့ကျေးဇူးတော်ရှင်မဟုတ်ဆိုတော်ဘုရားကြီးအမိန့်ရှိတော်မူခဲ့လို့ဒါယောဂီတို့ဘုန်းဘုန်းတို့အခုလိုမြန်မာစကားမြန်မာနာနဲ့ပြီးပြင်းပြန်ပြီးတော့သိခွင့်ရတာအာနမလို့ရှိရင်ဝိပဿနာအတူတူပေါ့ကွာလို့ဝလုံးသိမ့်နဲ့ကြည်ရန်ကြလိမ့်မယ်အဲ့တော့ယောဂီတို့ဘုန်းဘုန်းတို့ဒိဋ္ဌိပြုတ်ချင်ရင်ခန္ဓာပရိစ္ဆသမုပ္ပါနားလည်ရမယ်တခါဝိပဿနာရှုတယ်ဆိုတာကဘယ်မှာရှုတာပါလဲဟုတ်တယ်အဲ့တော့ဝိပဿနာရှုတယ်ဆိုတာခန္ဓာမှာရှုတယ်ဆိုတော့ခန္ဓာကလည်း2မျိုးရှိတယ်ခန္ဓာကဘယ်နှမျိုးခန္ဓာ2မျိုးကဘာတွေလဲဆိုရင်အထေခန္ဓာနဲ့သဘောခန္ဓာပြောပါအောင်ပါတယ်လေအဲ့တော့အထေခန္ဓာသည်ပညာအထေခန္ဓာသည်သဘောခန္ဓာသည်ပရမတ်အဲ့တော့အထေခန္ဓာဆိုတဲ့နေရာမှာလည်းပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကျဓမ္မသင်္ကနီပါဠိတော်မှာဘာပြောလဲ
နိတတ္တနေဇီဝတဘာဝနိတတ္တတတ္တလုံးရတန်တန်ဘောဟာနမိတ်နိကင်းရမယ်မြန်မာလိုပြောရင်မိမိရဲ့အရှုခံအာယုန်ထဲမှာဘယ်ပုံတရံမှမပေါ်စေနဲ့ဝိပဿနာစစ်စစ်ဖြစ်ဖို့ဆိုရင်ပုံတရံကိုအာယုန်ပြုပြီးတော့မရှုရဘူးမိမိရဲ့ရှုွက်ထဲမှာလည်းပဲဘယ်ပုံတရံမှမပါစေနဲ့အဲ့ဒါပုံတရံကိုအာယုန်ပြုပြီးတော့မှရှုခိုင်းနေပြီဆိုရင်တော့ဒုသတော်ကောင်းနေသမထတော့ဖြစ်မယ်ဝိပဿနာတော့မဖြစ်တော့ဘူး။ဘာကြောင့်လဲဆိုတော့သမထရဲ့အရှုခံဒီပညာသမထရဲ့အရှုခံဒီဘာတဲ့တော့ဝိပဿနာရဲ့အရှုခံဒီပရမတ်ဝိပဿနာရဲ့အရှုခံဒီဘာပါလဲသမထရဲ့အရှုခံဒီဒါပြန်ကိုကဝိပဿနာစစ်စစ်ဖြစ်ချင်တယ်ဆိုရင်ဝိပဿနာအာမထုတ်မိမှာပညာနဲ့ပရမတ်ကွဲကွဲပြားပြားသိဖို့မလိုလားလို့လားဒါကြောင့်မလို့လဲမြတ်စွာဘုရားကနိတတ္တနေဇီဝတဘာဝလို့ဓမ္မသင်္ကနီပါဠိတော်ကြီးမှာဟောပေါ်ညွှန်ပြဆုံးမဒေသနာတော်မူခဲ့အဲ့ဒီပါဠိတော်ကိုဘုရားဟောဒေသနာတော်ကိုဘုရားရှင်ကိုရောမြတ်ကြီးရဲ့အလိုတော်သိဝိသုဒ္ဓိမမဟာတီကာဆရာကဘယ်လိုထပ်ပြီးဖွင့်ပြလိုက်တယ်လဲဆိုတော့ပညတ်တိန်ထပိတဝါအနေစာတိအာကာရိနဝိဝိတံပတ္တိတိဝိပဿနာလို့ဒါဝိသုဒ္ဓိမမဟာတီကာမှာဒီလိုပြလိုက်တယ်ပညတ်တိန်ပညတ်ထပိတဝါကျင်၍ပညတ်ကိုကျင်ရမယ်မရှုရဘူးဒါပြောတာနော်အနေစာတိအာကာရိနာအနေစာအစရှိသောအနေစာလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာလက္ခဏာရဲ့၃ပါးပေါ့အနေစာတိအာကာရိနာအာကာရအဲ့တော့အနေစာလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာဆိုတဲ့လက္ခဏာရဲ့၃ပါးအဲ့ဒီလက္ခဏာရဲ့၃ပါးကိုအနှိမ့်ချုပ်လိုက်တော့ဖြစ်ပြက်လက္ခဏာရဲ့၃ပါးကိုအနှိမ့်ချုပ်လိုက်ရင်ဗါတဲ့တော့ဒါကြောင့်ဝိပဿနာကိုအထက်ကရာဆရာတီကာဆရာများကဘုရားရှင်ကိုရောမြတ်ကြီးရဲ့အလိုတော်ကြဘလို့ဖွင့်လိုက်တယ်ဆိုတော့ပညာကိုခွာ၍ခန္ဓာဤဖြစ်ပျက်ကိုမြင်အောင်ရှုတာသည်ဝိပဿနာဝိပဿနာအားထုတ်ပြီးဝိပဿနာရဲ့အဓိပ္ပာယ်ကိုမသိတာလောက်ဆိုးတာတော့မရှိတော့ဘာလို့တော့ဝိပဿနာရှုတယ်ဝိပဿနာရှုဆိုတော့ဘာတော့ဖြစ်ပြရှုတာပေါ့ဝိပဿနာဆိုတာဘာပြောတာတော့ဝိပဿနာဆိုတာဝိပဿနာပေါ့ဝိပဿနာကိုသူအဓိပ္ပာယ်နားမလည်ခဲ့ဝိပဿနာကိုဖြစ်ပြရှုတယ်ပဲဒါပဲသူနားလည်တယ်ဒါလည်းတစ်စင်စကားတစ်စင်နားနဲ့သူနားလည်နေခြင်းပဲပြောနေခြင်းပဲဖြစ်တယ်တကယ်ကိုထဲထဲဝင်ဝင်ဝိပဿနာရဲ့အနှစ်သာရကိုတကယ်သိတာမဟုတ်သေးဘူးဒါကြောင့်ဒုတော်ကောင်းနေတိတဲ့တိအပ်တိထိုက်တာတွေကိုတိပြီးကြိုးစားမှတယ်လေသူတော်ကောင်းတို့ဘုံဘုံတို့အရိယာစကံကိုတက်လန်းနိုင်မယ်လို့မြတ်စွာဘုရားညွှန်ပြတော်မူထားခဲ့တာနော်ဒါကြောင့်မလို့ဝိပဿနာဆိုတာတော့မှတ်ထားဟဲ့ပညာကိုခွာ၍ခန္ဓာဤဖြစ်ပျက်ကိုမြင်အောင်ရှုတာသည်ဝိပဿနာပြောပါဦးပါတယ်တော့နောက်တစ်ခွန်းလောက်အပြင်ကမ္မထမ်းပြမယ်ဆရာကဥစီရောက်လာတဲ့တပည့်တွေကိုအရင်ဆုံးရှုဟဲ့မှတ်ဟဲ့လို့မခိုင်းမဲနဲ့ဒါသည်ပညာဒါသည်ပရမတ်ဆိုတာကိုဒါပညာနဲ့ပရမတ်ကွက်ကွက်ပြပြနားလည်အောင်ယောဂီတို့တိတင်တိအပ်တိထိုက်တဲ့အစစ်အလောသမားတွေတိတင်တိအပ်တိထိုက်တဲ့အစစ်တင်ပြပေးဖို့မလိုလားလို့လားဒီမှာတကယ်ကိုအလုံးလုံးမဲ့ပုဂ္ဂိုလ်တွေတိတင်တိအပ်တိထိုက်တဲ့ပညာပရမတ်နဲ့တောတုဇနသ
ဟုတုတရှာမီပြီးတော့စာမိုးပွဲခန္ဓာတရက်ကနေပရိယတ္တိရှုထောင့်ကနေပြီးတော့ပညာပရမတ်ခွဲပြီးသိရမယ်အတိရဲ့လို့အတိနှမျိုးအဲ့ဒီအတိနှမျိုးမှာကမ္မထန်တိပြဆရာများကကိုယ်စီရောက်လာတဲ့တပည့်တွေဟာတောတုဇနမဟုတ်ဘူးစာမိုးပွဲပြန်ဖြေမဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးဘုသူတရှာမိတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးအဓိကကတော့တိတင်တိအတိထိုက်တဲ့ဝိပဿနာနဲ့ပတ်သက်လို့မတိမဖြစ်တိကိုတိရမယ်ဆိုတဲ့ပညာပရမတ်လောက်ကိုတော့ပရိယတ္တိကိုမျက်စောင်းထိုးပြီးတော့ဒါရက်သုံးရွာသုံးစကလုံးများများကြီးသုံးပြီးတော့သူတို့ခန္ဓာဉာဏ်ရောက်ဉာဏ်ဉာဏ်သဘောပေါက်စေမဲ့ပညာပရမတ်ခွဲနည်းကိုခွဲပေးရမယ်ကိုပရိယတ္တိကတင်ထားတဲ့စာတိပေတိတွေပညာ6မျိုးတို့ပညာ10မျိုးတို့အဲ့ဒါတွေလျှောက်ပြောနေမယ်ဆိုရင်သူတို့နားလည်မှာမဟုတ်ဘူးထွေးကုန်စိတ်စရတဲ့ယုံနိဗ္ဗာန်ကိုပြောတဲ့အခါမှာလည်းပဲပရိယတ္တိကလာတဲ့အတိုင်းကိုအကုန်လျှောက်သိနေမယ်ဆိုရင်ဒီယောဂီကဉာဏ်တွေဝိဝါပြီးတော့နောက်ဆုံးဖြစ်ပြမြင်မလို့လို့နဲ့မမြင်တာတွေလူရင်းမရောက်တော့ဘူးပေါ့စိတ်ချင်း89ပါးတို့အကျက်120ပါးတို့စေတသိက်52ပါးတို့ယုံ28ပါးတို့အဲ့ဒါတို့အသေးစိတ်လိုက်တင်နေရင်ဒီအရွယ်ကြီးကြမှာဘယ်လိုသွားပြီးတော့ဒါတွေမှတ်မိတော့မလဲယုံနဲ့နံ2ပါးတဲ့မေးတာကဟိုတပြန်ဒီတပြန်နဲ့အရှင်များတို့စီရောက်လာမဲ့ယောဂီကလေ10ခုပြောလို့တခွန်းအဖတ်တင်ကံကောင်းတာမှဘာဖြစ်လို့သူတို့ကခေါယုကကျိုးနေပြီငယ်စဉ်အခါပညာရှာတဲ့အလတ်စားမှစီဝါရှာတဲ့တေကနီးကြမှာတရားရှာတဲ့သူဒီလိုလာတာဟုတ်ဗျာဘယ်နေရာမှသုံးမရတော့ဘူးဆိုသူတို့ရဲ့အုံနောက်တွေသုံးမရတော့ဘူးလူကြီးတွေကထင်မဲ့တို့နှိမ့်တာဆိုကောင်းဆိုခြင်းဆိုမဲ့နှိမ့်တာမဟုတ်ပါဘူးဘုရားလက်ထက်ကအသက်80ကျော်မှအရိယာဖြစ်သွားတာတွေအများကြီးပါအာမငယ်ပါနဲ့အဲ့လက်ထက်ပြောပါသေးလားတရားကုန်အားငယ်ပြီးတော့တရားနေရင်တိုင်ကနေဝင်းနှုတ်ဆေးတောက်ပြီးတော့ကိုယ့်ကိုအားငယ်နေမှလည်းဆိုပါသေးဗျာအဲ့တော့ကြိုးစားရင်ရနိုင်ပါသေးတယ်ဟုတ်မလားဟင်ဘုဗုဒ္ဓကသောဏထေရီဆိုအသက်80ကျော်မှတရားရတာပဲလीဟုတ်မလားဟင်ဒါကြောင့်မလို့သုတ္တတော်ကောင်းမျိုးဒါဇွဲလုံးလားဝရိယမလျှော့ပဲနဲ့ဒါကြိုးစားကြဖို့တော့လေးလေးနက်နက်တိုက်တွန်းပါတယ်ဒါကြောင့်စိတ်ရှည်ဇွဲတန်တန်ကြီးခံပြုရန်သာသနာဆိုတဲ့အတိုင်းပဲအဲ့ဒါအထူးကိုပဲဘုန်းကြီးတို့လည်းပဲစောင့်ရှောက်ပြီးတော့ကျေးဇူးဆက်နေပါတယ်ကဲကောင်းပြီဒါကြောင့်ရက်3ရွာ3စကလုံးနဲ့ပညာပရမတ်တို့ခွဲပေးဖို့တော့လိုတယ်ဒါကြောင့်မလို့ပညာကိုခွာ၍ခန္ဓာဤဖြစ်ပျက်ကိုမြင်အောင်ရှုတာသည်ဝိပဿနာဒါဖြင့်ဝိပဿနာရှုတယ်ဆိုတာကပညာကိုရှုရမှာလားပရမတ်ကိုရှုရအထေခန္ဓာမှာရှုရမှာလားသဘောခန္ဓာမှာရှုရမှာဒါဖြင့်ဒီလိုတော့ဖြေတတ်လာပြီပေါ့ဘယ်ဟာပညာဘယ်ဟာပရမတ်ဘယ်ဟာအထေခန္ဓာဘယ်ဟာသဘောခန္ဓာဆိုတာကိုတော့ကွဲကွဲပြားပြားနားလည်ဖို့တော့မလိုဘူးလားကဲဒါကြောင့်မလို့မြတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကနိတ္တတာတဲ့အဲ့တော့ပညာဆိုတဲ့နေရာမှာသူတော်ကောင်းတို့ရေပညာက6မျိုး10မျိုးစသည်အပြင်အဘိဓမ္မာနဲ့သုတ္တန်နီးအဘိဓမ္မာနီးနဲ့သုတ္တန်နီးတို့6မျိုးတို့10မျိုးတို့လို့ပြဒီနေရာမှာကတော့ယောဂီတို့တကယ်အလုံးလုံးနေကြတယ်သူတော်ကောင်းတွေမတိမပြည့်တိကိုသိရမယ်ပညာ2မျိုးကတော့ဒါပြောဖို့ပြောရတော့မယ်အဲ့ဒီပညာ2မျိုးကဘာလဲဆိုနံပါတ်1ကအဝိဇ္ဇမာနပညာနံပါတ်2ကတော့ဝိဇ္ဇမာနပညာတဲ့ပညာ2မျိုးအဲ့ဒီပညာ2မျိုးမှာအဝိဇ္ဇမာနပညာဆိုတာမရှိတာကိုအရှိလုပ်ပြီးတော့ခေါ်ဝေါ်သမုတ်ထားတဲ့ပညာအဲ့ဒါဘာတွေလဲလို့မေးတဲ့အခါကျတော့အရှိတရားခန္ဓာ5ပါးယုံနာ2ပါးဖြစ်ပျက်တရားဘိပိတ္တာပြောင်းပြီးတော့မှခေါင်းပဲခါပဲခြေပဲလက်ပဲယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ကလေးလူကြီးအသက်လိပ်ပြလို့အမည်နာမတွေနဲ့သတ်မှတ်ထားတာတွေရှိလားရှိလားအဲ့ဒါအားလုံးကိုအဝိဇ္ဇမာနပညာခေါင်းဆိုတဲ့အမည်နာမလက်ဆိုတဲ့အမည်နာမခြေထောက်ဆိုတဲ့အမည်နာမခေါင်းခါခြေလက်တွေပေါ့ဗျာတကခန္ဓာကိုယ်ထဲမှာစံပေမွင်းကြီးခြေတိလက်တီသွားအည်အသားအကျော်အယုတ်အယိုရင်းချင်းစီအညုတ်နှလုံးအသက်အဖြေအမြင်အစုပ်ဥမဥသိစာသက်စာဟောင်းတီးချေတလိပ်ပြီးတွေးချွေးစီခဲ့
မျက်ရည်စီကြည့်တွေနှက်အစေးခြင်းနဲ့ဒါပါဠိလိုကြတော့အဋ္ဌိအမတမေကာယေပေါ့အဲ့ဒီ32ခုထာတတိအဝိဇ္ဇမာနပညာဆိုတော့အဲ့ဒီအဝိဇ္ဇမာနပညာကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကပညာတိန်ပိတ္တဝါပညာတိန်ပညာကိုထပိတ္တဝါကျင့်ရမယ်ရှုရအောင်အကယ်၍များယောဂီတို့ကိုမုံတို့ကခေါင်းခါခြေလက်တွေကိုပုံပိုင်းပြီးတော့ဆရာကလည်းပဲခေါင်းရှုပါနှစ်ဖူးရှုပါဆရာကနှစ်ဖူးအာယုံဆိုင်ပြီးတော့ရှုကြတယ်ခဏနေကြတော့ပါရှုပါပါကိုရွှေ့ခိုင်းလိုက်ခဏနေကြတော့မေးစီရှုပါမေးစီရွှေ့ခိုင်းလိုက်ခဏကြတော့လေပင်အာယုံပြလိုက်ပါဦးလေပင်ရွှေ့ခိုင်းလိုက်ပြန်မယ်ခဏနေကြတော့ဘယ်ဘက်ပခုံးလေးရှုလိုက်ပါဦးညာဘက်ပခုံးလေးရှုလိုက်ပါဦးခန္ဓာကိုယ်ကိုချမ်းလိုက်ပါဘယ်ဘက်အချမ်းလေးအောင်ပြုပြီးရှုပေးပါညာဘက်အချမ်းလေးအောင်ပြုပြီးရှုပေးပါပေါင်ရှုပါဒူးကောင်းရှုပါခြေသလုံးရှုပါခန္ဓာကိုယ်အပေါ်ပိုင်းရှုပါအောက်ပိုင်းရှုပါခြေမျက်စိရှုပါခြေမမိုးရှုပါခြေပွားလေးရှုပါခြေချောင်းလေးတွေတစ်ချောင်းစီအောင်ပြုပြီးရှုပေးပါတချို့ကြတော့လည်းပဲဖះဟောတော့မဟုတ်ဘူးပေါ့ဗျာအဲ့ဒီခန္ဓာကိုယ်ထဲမှာနာရာလေးပေါ်လာရင်ဒီနာရာဒီငါမဟုတ်ငါဥစ္စာမဟုတ်အကယ်၍ဤနာရာဒီငါမဟုတ်ငါဥစ္စာမဟုတ်ငါမဟုတ်ညာဤဝေဒနာမှပျောက်ကင်းရပါစေသာဒိဋ္ဌံပြုပြီးတော့နာရာယုအာပြုငါမဟုတ်ငါဥစ္စာမဟုတ်ငါမဟုတ်ငါဥစ္စာမဟုတ်ငါမဟုတ်ငါဥစ္စာမဟုတ်အဲ့လိုရှုခိုင်းတယ်ခဏတည်းကသဘာဝလက္ခဏာပြခန္ဓာမှာဒုက္ခတဟကတံကာယဝိညာဏဒုက္ခတဟကတံကာယဝိညာဏဗျသဘာဝလက္ခဏာကနာမယ်နာပြီးရင်တက်တာမယ်ရာမယ်ရာပြီးရင်တက်တာမယ်အောင့်မယ်အောင့်ပြီးရင်တက်တာမယ်ကျင်မယ်ကျင်ပြီးရင်တက်တာမယ်ဒါသဘာဝလက္ခဏာဗျအဲ့ဒါသဘာဝလက္ခဏာဗျလူတွေတဏ္ဍာမပြောနဲ့တနည်းအားပြောတယ်တရိစ္ဆန်တွေရဲ့တဏ္ဍာတော့ပေါ်လာဒါနိယမပဲကိုယ်ပေါ်မှာဒုက္ခနဲ့ဒုက္ခဒီနှမျိုးပေါ်မှာဗျဒုက္ခသဟကတံကာယဝိညာဏဒုက္ခသဟကတံကာယဝိညာဏကိုယ်ပေါ်မှာနာရာလေးတွေပေါ်လာတယ်ဒုက္ခသဟကတံကာယဝိညာဏဩနာရာလေးတက်တာသွားတယ်ဒုက္ခသဟကတံကာယဝိညာဏဒါပဲဗျကိုယ်ပေါ်မှာဒုက္ခနဲ့ဒုက္ခဝေဒနာနဲ့ပြောရင်ဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာစိတ်နဲ့ပြောရင်ဒုက္ခစိတ်နဲ့ဒုက္ခစိတ်ဗျမြန်မာလိုပြောရရင်တော့ဖောက်ပြန်တာနဲ့ပြည့်စုံတာဒါပဲလေဗျာအဲ့ဒါကိုတကားတဲ့အဲ့နာနေတာကြီးကိုငါမဟုတ်ငါဥစ္စာမဟုတ်ငါမဟုတ်ငါဥစ္စာမဟုတ်ရှုနေဖြစ်ပြတွေပါလေသူနားမလဲသူသိတာပါလေငါမဟုတ်ငါဥစ္စာမဟုတ်ပဲအဲ့လိုမှတ်နေခဏလေးကျနာရာကတက်တာသွားဝေဒနာလည်းပျောက်ရောငါလည်းပျောက်ရောအဲ့ကြတော့ဘာလို့သောတာပန်တီးရောကိုင်းရှင်များတို့တလုံးနဲ့ကျုပ်စီတာလာခဲ့9ရက်နဲ့သောတာပန်တီးရမယ်ဆိုတဲ့ပုံကိုယ်ကြီးအဲ့တိုင်းပေါ်လာဗျာကိုင်းဘလောက်များပရိယတ္တိနဲ့လွဲလိုက်တယ်လဲဆိုတာ9ရက်တဲ့သောတာပန်တီးစီရမယ်ပြောလို့ပြော9ရက်နဲ့သောတာပန်တီးစီရမယ်ဆိုလို့ဆိုမလီဖျားတဲ့ပါတယ်ဗျာမြတ်စွာဘုရားတော်အဲ့လိုမဟုတ်ရဲသမားရဲဗျာဟောလဲဟောရဲတယ်နာယူတဲ့လူကလည်းယုံလဲယုံကြည်ရဲတယ်အဲ့လိုမဆုံးဘူးသာသနာဒီတိုင်းဆိုတော့ကြွယ်တော့မှာတရားအစ်စ်ပေါ်မှာတရားအတုတွေဖုံးလွှမ်းနေဆိုတာဒါကိုပြောတာဗျရှင်လားဟဲ့ဘာယုတ်တေနန္တိပညတ်တိပရမတ်တိလက္ခဏာတွေဘာမှနားမလဲဘာမှလည်းမသိပဲနဲ့ဒီလိုနဲ့ငုတ်တုတ်ထိုင်နေသောတာပန်တည်နေလာတယ်ကအများကြီးညာကဲဒါကြောင့်ယောဂီတို့သူတော်ကောင်းတို့ဘုံဘုံတို့ကိုဘယ်သူသောတာပန်တည်တယ်မတည်ဘူးလို့ဓာတ်ရိုက်ပြောနိုင်တာမြတ်စွာဘုရားတပါးပဲရှိတယ်သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားတပါးပဲရှိတယ်ပိစိကဗုဒ္ဓဘုရားတော့မပြောဘူးသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားတဆူပဲရှိတယ်ဓာတ်ရိုက်ဒါသောတာပန်တည်ပြီလို့ဓာတ်ရိုက်ပြောနိုင်တာတက္ကရာကံတည်ပြီမင်းအနာကံတည်သွားပြီဒါယန္နာဖြစ်ပြီပုဂ္ဂိုလ်တူတယောက်ရဲ့အိန္ဒြိယပရောပရိယတည်အာတယနုတယဉာဏ်ဆိုတဲ့
ဗုဒ္ဓစက္ခုနှစ်ကွင်းပေါ့ကမ္ဘာလောကကြီးမှာဘသူဘဝအရိယာဖြစ်တယ်မဖြစ်ဘူးဓာတ်ရိုက်ပြောနိုင်တာဒီမြတ်စွာဘုရားရှိတယ်အဲ့ဒါသိချမှတ်ထားဗျအဲ့လိုနားမလဲတဲ့အခါကျတော့မြောက်ပေးတဲ့လူကလည်းမြောက်ပေးတယ်ယုံတဲ့လူကလည်းစွတ်ယုံတယ်ကြည်စံတာဝကစုဆောင်ရေးတွေနဲ့ဘုရားဟောဒေသနာတွေဘလို့ဖြစ်ဖြစ်ဘလို့ပြက်ပြက်သူလည်းမဆိုင်ဘူးသူစီယောဂီများများလာဖို့ပဲအရေးကြီးတယ်စဉ်းစားဒါကြောင့်ယောဂီတို့တက်လုံးမှတ်သွားဩငါသောတာပန်တည်တယ်မတည်ဘူးအရိယာဖြစ်တယ်မဖြစ်ဘူးလို့ဓာတ်ရိုက်ပြောနိုင်တာဟာမြတ်စွာဘုရားမှတပါးကျန်တဲ့ပုဂ္ဂိုလ်တွေဘယ်သူမှမပြောနိုင်ပါလားဒါကိုတိတိကျကျလေးလေးနက်နက်မှတ်သွားအဲ့ဒါကိုပြောတဲ့ပုဂ္ဂိုလ်ကလည်းကိုယ်ပြောပြီးကိုကလည်းตาယာနေပြီဆိုရင်အလိန်ခံလိုက်ရပြီလို့သာမှတ်လိုက်တော့သဘောပေါက်ပါလားလိန်တဲ့သူကလည်းရဲရဲကြီးလိန်ရဲတယ်အလိန်ခံတဲ့ပုဂ္ဂိုလ်ကလည်းဘာဖြစ်လို့အလိန်ခံရတာလဲပြီးတော့လောဘကြီးအလိန်ခံမှာပဲသဘောပေါက်ပါလားဒါကြောင့်မလို့အရေးချင်းလည်းမရှိဘူးအရိယာဆိုတဲ့အခွင့်ဒုက္ခံကိုလည်းဖြစ်ချင်တယ်ဆိုရင်တရားတော်ကြီးအကုန်လုံးကမောက်ကမတွေဖြစ်ပြီးတော့စစ်မှန်တဲ့သာသနာတော်ကြီးကွယ်ရမှာကြကဲကောင်းပြီမှတ်လိုက်တော့ဒါဖြစ်တို့အားလုံးသူတော်ကောင်းတို့ဘုံဘုံတို့ဘသူအရိယာဖြစ်တယ်သောတာပန်တည်တယ်မတည်ဘူးဓာတ်ရိုက်ပြောနိုင်တာဘသူပဲရှိတာလေဘုရားစွာဘုရားပဲရှိတယ်ဒါတရားမှတ်တာဒါဖြင့်တို့ကဝိပဿနာရှုတဲ့အခါမှာအဲ့ဒီလိုအလိမ်အညာတွေမတွေ့ရအောင်အလိမ်အညာတွေရဲ့တပိတာဝကတွေမဖြစ်ရလေအောင်စစ်မှန်တဲ့ဓမ္မအတိတွေရဖို့ရအတွက်မှန်မှန်ကန်ကန်ပရိယတ်တိနဲ့အညီပြောပြပေးမယ်ဆရာကောင်းတမကောင်းတွေနဲ့တွေ့တာဖို့မလုံးလို့လားဘုံဘုံကမ္မဋ္ဌာန်းနီးပြတဲ့သင်္ကန်းကိုတန်ဃာတွေအများကြီးကိုပင်လျှောက်ပင်ဖိပြီးတော့မှသင်ကြားပို့ချပေးနေရတဲ့အဓိကရည်ရွယ်ချက်ကိုကအဲ့ဒီအာဓမ္မဝါဒီတွေပြီးတော့မှတိုးတက်မလာခင်စစ်မှန်တဲ့ဓမ္မတွေမကွယ်ပြောက်နေမှာကာကွယ်ထိမ့်သိမ်းစောင့်ရှောက်မဲ့သူတော်ကောင်းကြတဲ့နာဘုရားရဲ့သားတော်စစ်ကြီးတွေပေါ်ထွန်းပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီသင်္ကန်းကိုဖွင့်ပေးတယ်ဒီတရားစခန်းတွေဖွင့်ပေးနေတယ်လို့အလုံးသဘောပေါက်အောင်နော်ကောင်းပြီဒါကြောင့်မလို့အဝိဇ္ဇမာနပညတ်ဆိုတာဘယ်ဟာတွေပြောတာလဲမလို့ခေါင်းခါခြေလက်ဟုတ်ပြီနော်နောက်တစ်ခါ32ခုထာတာအဲ့ဒါအလုံးဒီအဝိဇ္ဇမာနပညတ်တယ်ပြီးတော့တေသူရဲ့ယုတ်ကလတ်ကြီးခေါင်းခါခြေလက်အပုတ်ကောင်အစရှိတရားပြီအတွင်တရံကြီးတွေမရှိလားရှိလားအဲ့ဒါအဝိဇ္ဇမာနပညတ်အဲ့ဒါအဝိဇ္ဇမာနပညတ်ပေါ်မှာအာယုံပြုပြီးတော့မှရှုနေမယ်ဆိုရင်ဥမာဆိုကြပါစို့စံပင်မွေးခြင်းခြေသီးလက်သီးသွား၏ဤစံပင်သည်စံပင်ကိုအာယုံပြုစံပင်ဆိုတဲ့ပုံတရံကဘာတော့ပညတ်ဘာပညတ်လဲအဝိဇ္ဇမာနပညတ်စံပင်ဆိုတဲ့ပညတ်အဲ့ပညတ်ကြီးကိုအာယုံပြုပြီးတော့မှဤစံပင်သည်ငါမဟုတ်ငါဥစ္စာမဟုတ်အာတုပအပုတ်ကောင်းတာလည်းဖြစ်ကုန်၏တဲ့ဟောအဲစံပင်ကိုအာယုံပြုပြီးတော့မှအာတုပကမ္မထံစီးပြန်တယ်ဟုတ်ပြီနော်အဲ့လိုအာတုပကမ္မထံစီးပြန်နေတဲ့အတွက်စီးပြန်ခိုင်းတဲ့အတွက်စီးပြန်တဲ့ကျင့်စဉ်ကိုကျင့်နေပြီဆိုရင်အဲ့ဒါတမထယာနိကလမ်းစဉ်မြန်မာလိုနားလည်အောင်ပြောတမထကျင့်စဉ်ဘာကျင့်စဉ်ပါလဲမှားတယ်လို့ပြောတာမဟုတ်ဘူးယောဂီတို့သမထနဲ့ဝိပဿနာကိုခွဲပြတာပညာနဲ့ပရမတ်ကိုခွဲပြနေတာကိုကြိုက်ရင်တော့ကိုလုပ်ပေါ့ကိုသမထကြိုက်ရင်သမထလုပ်ဝိပဿနာကြိုက်ရင်ဝိပဿနာလုပ်ဒါပေမဲ့ကိုလုပ်တဲ့အလုပ်သမထနဲ့ဝိပဿနာတော့ကွဲကွဲပြားပြားနားလည်ပါစေရှင်းလားကျင့်စဉ်ကသမထကျင့်စဉ်ထင်ထားတာကဝိပဿနာဆိုလွဲပြီကျင့်စဉ်ကဝိပဿနာကျင့်စဉ်ထင်နေတာကသမထဆိုရင်လွဲပြီရှင်းလားသမထကျင့်စဉ်ကိုသမထလို့သိဝိပဿနာကျင့်စဉ်ကိုဝိပဿနာလို့သိပြီးတော့မှကိုကြိုက်တာကိုလုပ်တာ
ကိုသမထကြိုက်ရင်သမထကိုလုပ်ဝိပဿနာကြိုက်ရင်ဝိပဿနာကိုလုပ်ကိုကြိုက်တာကိုလုပ်ကိုလုပ်တာကိုရမယ်ရှင်းရှင်းလားကိုကြိုက်တာကိုလုပ်တာဒါပဲကောင်းပြီဒါဖြင့်32ခုထာတာဆိုတဲ့ဒါစံပင်မွေးကြီးခြေသက်လက်တွေအားလုံးဒီဘာတော့ပညာအဲ့ဒီပေါ်မှာအာတုပကမ္မဋ္ဌာန်းစီပြန်ဤအယိုးဒီငါမဟုတ်ငါဥစ္စာမအဋ္ဌိကကမ္မဋ္ဌာန်းပေါ့ဗျာဤအယိုးဒီငါမဟုတ်ငါဥစ္စာမအာတုပအပုတ်ကောင်တာလည်းဖြစ်ကုန်၏ဤအသွေးဤအသားဒါမျိုးတွေပေါ့နော်အဲ့ဒါဒီ32ခုထာတာကိုအာယုံပြုပြီးတော့တစ်ခုစီအာယုံပြုတော့မှအာတုပကမ္မဋ္ဌာန်းစီပြန်ခိုင်းတာဒါဖြင့်အရှုခံကပညာစီးပြန်နေတဲ့အာတုပကမ္မဋ္ဌာန်းကသမထဒါကြောင့်ကမ္မဋ္ဌာန်း40ဟာသမထတွေများတယ်ဒါကြောင့်မိုးကုတ်ဆိုတော်ဘုရားကြီးကအကျယ်တဝက်ဟောမသွားတော့အားကြောင့်လဲဆိုတော့ဒီနည်းပြောရင်လူရင်းမရောက်တာရဲ့ကိလေသာကိုအပိတိုင်းမပယ်တတ်နိုင်သေးတဲ့အတွက်ကြောင့်မလို့ဆိုတော့ကြီးကတိတ်ပြီးတော့မှကမ္မဋ္ဌာန်း40အကျယ်တဝက်မဟောတော့ရှင်းမရှင်းလားဘာဖြစ်လို့လဲဆိုတော့ယောဂီတို့ဘုန်းကြီးတို့အတွက်အများကြီးကျေးဇူးမများနိုင်လို့ဒီသမထယာနေကသမထကျင့်စဉ်ရဲ့အထွတ်အထိပ်ရဲ့အအောင်မြင်ဆုံးဇံရခဲ့ရင်တော့အဲ့ဒီဇံရဲ့လောကီဇံရဲ့အကျိုးပေးသည်နောက်ဆုံးအဆင့်ဗြဟ္မာခန္ဓာပဲနောက်ဆုံးအဆင့်ဘာခန္ဓာလဲဗြဟ္မာခန္ဓာပဲဗြဟ္မာခန္ဓာမှာလဲဩနာတိမှုပါသက်စာလဲဒါကြောင့်နောက်ဆုံးဒုက္ခရောက်မဲ့ကျင့်စဉ်မှုဆရာတော်ဘုရားကြီးကအကျင့်တဝင့်ပြောမသွားတော့ဒါကြောင့်အာနိစာဘိသင်္ခါရဆိုတာအဲ့ဒါပဲဗျာယောဂီတို့ပရိစ္ဆေသမုပ္ပါဒ်ထဲမှာလေသင်္ခါရထဲမှာအာနိစာဘိသင်္ခါရဆိုတာမပေါ့လားအဲ့ဒါမြန်မာလိုပြန်ရင်ဗြဟ္မာပြည်ရောက်ကြောင်းကံဗြဟ္မာပြည်ရောက်ကြောင်းကံလို့လည်းသုံးတယ်ဗြဟ္မာပြည်ရောက်ကြောင်းကျင့်စဉ်လို့လည်းသုံးတယ်ဟုတ်ပြီနော်အဲ့တော့သင်္ခါရကိုပရိစ္ဆေသမုပ္ပါဒ်အလိုရတစ်ကွက်မှာပြန်ကြည့်လိုက်စမ်းဘာသစ္စာလဲတစ်ကွက်ကိုကြည့်ဘာသစ္စာလဲသမုဒယဆိုတာချမ်းသာကြောင်းလားဆင်းရဲကြောင်းလားမှတ်တာပရိစ္ဆေသမုပ္ပါဒ်နားမလည်မြေပုံပြောက်တာနဲ့အတူတူပဲသမထလမ်းပဲသွားရင်ကောင်းလို့ဝိပဿနာလမ်းပဲသွားကောင်းလို့ဒါနလမ်းသွားကောင်းလို့နိဗ္ဗာန်ကိုပဲဒါနလမ်းကပဲရောက်နိုင်တာလို့သီလလမ်းကပဲရောက်နိုင်တာလို့သမထလမ်းကျင့်စဉ်နဲ့ပဲရောက်နိုင်တာလို့ဟိုလိုဒီလိုဟိုဆက်ဒီဆက်ဗျံပရာကြီးနဲ့ရှောက်လုပ်နေကြတာဘာကြောင့်ပါလဲမလို့လို့မေးပဋိစ္စသမုပ္ပါဒ်နားမလဲလို့ဘာနားမလဲလို့ဒါကြောင့်ဘုရားရှိခိုးတော်မြတ်ကြီးရဲ့အလိုတော်ကြောင့်မဟုတ်ဆိုတော်ကြီးကဟေပဋိစ္စသမုပ္ပါဒ်တရားဆိုတာဘယ်သွားရလမ်းပြမြေပုံလဲဒါကြောင့်ပရိစ္ဆေသမုပ္ပါဒ်နားမလဲတာမြေပုံပျောက်တာနဲ့အတူတူပဲမြေပုံပျောက်ရင်လူရင်းမရောက်တော့ဘူးမြေပုံပျောက်ရင်ဒါကြောင့်ကိုကျင့်နေတဲ့ကျင့်စဉ်ဟာတကယ်မေဃသစ္စာလမ်းပေါ်ရောက်နေပြီလားသမုဒိယသစ္စာလမ်းပေါ်ရှောက်မိနေတာလားဆိုတာကိုဟာလမ်းပေါ်လားလမ်းချော်လားဆိုတာနားလည်ဖို့ရေးမကြည့်လားကြည့်လားခါတလေမှာလမ်းလျှောက်ရင်လမ်းပြောက်သွားတဲ့ပုံစံအများကြီးလမ်းပေါ်ကနေလမ်းချော်သွားတဲ့လူတွေလည်းအများကြီးရှင်းလာရင်ကဲကောင်းပြီအဲ့တော့ခေါင်းကားခြေလက်ဆိုတာကပညာအဲ့ဒီပေါ်မှာတစ်ခုစီအာယုံပုံပိုင်ပြီးတော့မှရှုမှတ်နေတာကသမထတစ်ချက်မှတ်တာနော်နောက်က32ခုထာတာကပညာအဲ့ဒီ32ခုထာတာပေါ်မှာအတုပကမ္မဋ္ဌာန်းကြီးစီးဖြန်းနေတာကသမထပညာနဲ့သမထတွဲပြနေတာဒီလိုမှနားလဲအောင်သင်မပေးထားရင်ရောက်တဲ့နေရာဆရာကဒီတိုင်းရှုကွာဒီတိုင်းမှတ်ကွာဆိုခိုင်းကွာလည်းရှုလိုက်တာပေါ့ရေးထားတဲ့စိုင်းပုဒ်ကပါတယ်တော့ဝိပဿနာခိုင်းနေတဲ့ကျင့်စဉ်ကသမထကိုကလည်းဒီတရားမနာဘူးတော့မသိတော့ဘာဖြစ်တော့သူများပါးစပ်လမ်းဆုံးတာပေါ့ဒါကြောင့်မြတ်စွာဘုရားကသူများပါးစပ်လမ်းမဆုံးပါစေနဲ့မြတ်စွာဘုရားလည်းဟောကြားတော်မူခဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဒီသာကာဝကာကြီးဖြစ်တော်မူတော့ကျေးဇူးရှင်မိုးကုတ်ဆိုတော်ဘုရားကြီးကလည်း
တေးသေးချာချာမဆုံးမလားဆုံးမခဲ့လားအဲ့တော့အရှင်များတို့မုဂ္ဂုစရောဘုရားကြီးကဥပနိတယအတိုင်းကိုတကယ်ဟောတော့မယ်ဆိုရင်စရောဘုရားကြီးဟောခဲ့တဲ့တရားတွေစရောဘုရားကြီးရဲ့တရားတော်တွေများများကြီးနားနေအောင်ကြိုးစားပြီးတော့မှကျေးဇူးရှင်ကြီးပေါ်မှာကျေးဇူးဆက်တော်အဖြစ်၎င်းပေါ့အဲ့တော့ကိုယ်ဆရာသမားရဲ့ဂုဏ်ကျေးဇူးကိုသူ့ရဲ့အကွက်ကြကြကလေးလိုအပ်ရင်လိုအပ်တဲ့နေရာမှာကိုယ်အပြောမှုပဲနဲ့စရောဘုရားကြီးဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုရက်ဆွဲတိတိကြကြလေးနဲ့တင်ပြနိုင်ရင်ပို့တော့ကောင်းသေးတယ်ဆရာသမားမိဘရဲ့ဂုဏ်ကျေးဇူးကိုပူဇော်ပြီးတော့မှတရားဟောလို့အရှင်မယားတို့ရဲ့ဂုဏ်ရာလုံးဝကျဆင်းသွားမှာမဟုတ်ပါဘူးဗျာဆရာသမားမိဘရဲ့ဂုဏ်ကျေးဇူးကြောင့်အရှင်မယားတို့ရဲ့နှလုံးသားတွေကပွင့်လန်းပြီးတော့ဉာဏ်ရည်ဉာဏ်သေးတွေတိုးတက်ပြီးတော့မှတိုးပြီးတော့မှအောင်မြင်တောက်ပြောင်လာတဲ့ပုဂ္ဂိုလ်တွေဖြစ်မှာပါဗျာဒါကြောင့်မလို့ဆရာသမားတွေရဲ့ဂုဏ်ကျေးဇူးကိုအမြဲတမ်းနှလုံးသွင်းစင်ခြင်းပြီးတော့ဥထိတ်မှထားပြီးတော့ဒါတပည့်တော်တို့အမြဲတမ်းကျေးဇူးဆက်နေရပါတယ်ဗျာဒါကြောင့်မလို့စရောဘုရားကြီးကသူများပါးစပ်ပါတယ်လေလမ်းမဆုံးစိမ့်နဲ့အကယ်၍ဒီတရားဒီအစဉ်လေးတွေကရုပ်တို့မနာဘူးရင်တော့သူများကဒါကြည့်ဆိုကျင့်လိုက်ပါမယ်စိုင်းဘုတ်ကဝိပဿနာရေးတာတော့ကိုကလည်းဘာအခြေခံမှမရှိတော့ဝိပဿနာလို့ထင်နေတာပဲဟုတ်မလားစိုင်းဘုတ်ကသာဝိပဿနာကိုပြတကယ်ကြည့်နေတာကဘာတော့သမထဗျာဒါကြောင့်မလို့ဘုန်းကြီးငယ်တုန်းကဘုန်းကြီးတို့ဆရာသမားကြောင်မဲ့တိဟုပရိယတိသာသနာမှာဘုန်းကြီးတို့စတဲ့ရဟန်းပြစ္ဆာလေးဆိုတော့ဒါမဟာကဏ္ဍကျောင်းတိုက်ကိုစတင်မယ်ဆိုတော့မှစရောဘုရားကြီးလျှောက်တော့စရောဘုရားကြီးကကိုယ်တိုင်လည်းလက်အပ်ပါတယ်မဟာကဏ္ဍကျောင်းတိုက်အမရပူရမျိုးမဟာကဏ္ဍကျောင်းတိုက်ကိုလက်အပ်တယ်အဲ့ဒါမအကေမညစရောဘုရားကြီးဒါဝိပုတာပေါ့ဗျာဝိပုတဲ့အခါကျတော့စရောဘုရားကြီးကမောင်တုနန္ဒာတဲ့မင်းတက်လုံးမှတ်သွားတဲ့ဘယ်မှာနေတယ်ဆိုတာထက်ဘယ်လိုနေတယ်ဆိုတာပိုအရေးကြီးတယ်နော်ငါတပည့်ဘယ်မှာနေတယ်ဆိုတာထက်ဘယ်လိုနေတယ်ဆိုတာပိုအရေးကြီးတယ်ဒီတိုင်းပဲယောဂီတို့ဘယ်ဟိတမှာဘယ်နှချိန်မြောက်ဘယ်နှခါတရားစခန်းဝင်ခဲ့တယ်ဆိုတာတဲ့ဘယ်လိုကျင့်ခဲ့တယ်ဆိုတာပိုအရေးကြီးတယ်ရှင်းမရှင်းလားအရေးအတွက်တဲ့အရေးအချင်းကပို့ပြီးတော့အရေးကြီးတယ်နှမ်းမှာစီထွက်နိုင်တဲ့တတိရှိတယ်ဆိုပေမဲ့စီတစ်စက်တည်းနှမ်းတပွင့်နဲ့ကတော့စီမဖြစ်တာအမှန်ပဲအဲ့ဒီအရေးချင်းရှိတဲ့နှမ်းပွင့်လေးတွေအရေးအတွက်များလာရင်တော့ဘာတွေဖြစ်လာမလဲစီတွေဖြစ်လာမှာပဲအရေးအတွက်များတိုင်းစီဖြစ်တယ်လို့မထင်နဲ့သဲတွေဘလောက်များကြိုက်တဲ့လောက်ကြိတ်စီမထွက်ဘူးပဲဟာစီထွက်တဲ့အမျိုးမဟုတ်ဘူးပဲကမှစီထွက်တဲ့အမျိုးဒါကြောင့်ဝိပဿနာအစီမဲ့အစီဖူအစီဖြစ်ချင်တယ်ဆိုရင်ကိုရှုွက်ရှုကန်အရှုကန်အရှုဉဏ်ကိုရဲ့ရှုွက်ကတဲလားပဲလားဆိုတော့အရင်တော့ကိုပြနားလည်အောင်လုပ်ရှင်းလားတဲမှမသိပဲမှမသိကြိတ်ဆိုကြိတ်တာပဲ2 နာရီဆက်တိုက်ထိုင်ဟာ9 နာရီဆက်တိုက်ထိုင်ဟာ10 နာရီဆက်တိုက်ထိုင်ဟာအခြေခံပညာပရမကောပြသိသလားတော့မသိဘူးမသိဘဲနဲ့ထိုင်ချရချရှူချအဲ့ဒါဘာလုပ်နာလို့ဆိုသဲတွေထည့်ပြီးချိန်နေတာသဲတွေထည့်ပြီးဘာလုပ်နာလဲဒါကြောင့်မြတ်စွာဘုရားကအကန့်လန်းရှောင်ပြိဿသမုပ္ပါမှာဟောထားတယ်ဗျသိတဲ့သိတတ်တာကိုမသိတာကန်းတာနဲ့တူတယ်ကွာရမ်းကျင့်နေတာဟာလမ်းလျှောက်တာနဲ့တူတယ်ကွာအဲ့ဒါကိုမသိဘဲနဲ့ရမ်းကျင့်ရင်ဘာလဲလဲအကန့်လန်းလျှောက်လူရင်းရောက်မှလားရောက်သေးကြမှာလားအဲ့ဒါလမ်းပေါ်မှာလမ်းပြောက်တယ်အဲ့ဒါဘောပါမလားကဲကောင်းပြီဒါဖြင့်ခေါင်းခါခြေလက်သည်အဝိဇ္ဇမနပညာ32ခုထာတာသည်အဝိဇ္ဇမနပညာ2မျိုးရှိသွားပြီနော်နောက်တစ်ခါတေသူရဲ့ယုတ်ကလကြီးကိုဖွင့်ကြည့်မရဏမေဘဝေတတိမေငါအာမရဏသူကဲ့သို့တေခြင်းသည်ဘဝေတတိဖြစ်လက်တံတေသူရဲ့ယုတ်ကလကြီးကိုကြည့်ပြီးတော့မရဏနုတ္တိပွားတာပေါ့ပါဠိလိုပြောတော့မရဏမေဘဝေတတိမြန်မာလိုယောဂီတို့နားလည်အောင်သင်ပေးတာတော့ငါသည်မဟုတ်ချာတေရမည်အချိန်ပိုင်းသာလူတော်သည်
ငါလည်းသူ့လိုတရားမှာပါလားအချိန်တိုင်းပဲကြံပါလားအချိန်တိုင်းသာလိုတော့ဒီလိုနားလဲရင်အဲ့ဒါမြန်ဆန်တရားအထုတ်စေခြင်းလို့တန်ဝေကဉာဏ်ထည့်ပေးတဲ့အနေနဲ့တုံးသွားတဲ့စကားလုံးလို့ဒီလိုနားလဲရမယ်နော်ဒါဖြင့်တေသူရဲ့ယုတ်ကလတ်ကိုဖွင့်ပြီးတော့မှငါလည်းသူ့လိုတရားရမှာပါလားငါလည်းသူ့လိုတရားရမှာပါလားငါလည်းသူ့လိုတရားရမှာပါလားလို့စင်ကျင်နေတာကိုမရဏနုတ္တိပါတယ်လေဒါကြောင့်မောဂုဆိုရရပြောတာအနုတ္တိ10ပါးဟာတမထတွေကြည့်ပါပဲအနုတ္တိ10ပါးဟာပါတယ်တဲ့တော့အဲ့ဒါမှတ်တာတမထကိုတမထလို့နားလည်လိုက်မှားတယ်လို့ပြောတာမဟုတ်ဘူးယောဂီတို့တမထနဲ့ဝိပဿနာခွဲပြနေတာနားလည်ဗလားဒါဖြင့်အရှုခံကအာတုပယုတ်ကလတ္တိပညာအဲ့ဒီပုံမှာကြည့်ပြီးတော့မှအာတုပကမ္မထံမရဏနုတ္တိပွားပြီးတော့ငါလည်းသူ့လိုတရားမှာပါလားငါလည်းသူ့လိုတရားမှာပါလားလို့စင်ကျင်နေတာဟာဘာတော့တမထမှတ်ထားအရှုခံကပညာဆိုရင်အရှုဉာဏ်သည်တမထဒါဖြင့်ဟိုတင်းချိုင်းဒီတင်းချိုင်းခေါ်သွားပြီးတော့မှဟိုတင်းချိုင်းခေါ်သွားပြီးတော့တေသူရဲ့ယုတ်ကလတ်ကိုတေပြီး1ရက်တေပြီး9ရက်တေပြီး1လတေပြီး15ရက်တေပြီး3လလောက်တည်းဒီကြာပြီးတော့မှဘုန်းကြီးတို့ထိုင်းနိုင်ငံကိုရောက်တဲ့အခါကျအလွန်မနာနာမည်ကြီးတဲ့ဝိပဿနာဌာနဆိုရေးထားလို့သွားလေ့လာကြည့်တယ်အဲ့ဒီအတိုင်းပဲညောင်မင်းကြီးမှာပတ်ထားတာအဲ့ဒါတေပြီး1ရက်တေပြီး9ရက်တေပြီးအဲ့ဒါကိုကနေဆွဲပြီးတော့မှလောက်ထားတာတချို့အလောက်တွေကြာတချို့ပုံနဲ့နေထွဲအဲ့ဒါကိုရှုခိုင်းတာဗျာအဲ့ဒါကိုသူတို့စီမှာကတော့ meditation ကျင့်စဉ်တစ်ခုအနေနဲ့ဝိပဿနာလို့ပဲသူရေးထားတယ်ဝိပဿနာလို့ပဲရေးထားတာပဲအမှန်တော့ပါတော့သမထကြီးပဲမရဏနုတ္တိနဲ့အာတုပကမ္မထံကိုတွဲပြီးတော့မှရှုနေတာသူတို့ရဲ့အမြင့်ဆုံးကျင့်စဉ်ဟာဒါပဲဒါပေမဲ့အဲ့ဒီဆရာကလည်းပဲသမထနဲ့ဝိပဿနာကိုမကွဲဘူးတပည့်တွေကလည်းသမထနဲ့ဝိပဿနာကိုမကွဲဘူးဒီလိုဖြစ်နေခက်တာကတို့ကလည်းလေနိုင်ငံတွင်းအချင်းချင်းသာအထင်မကြီးတာဗျပြည်ပဆိုတဲအထင်ကြီးတဲ့ယောဂကလည်းတနိုင်ငံလုံးကိုဖြစ်နေတာလားပြည်ပအထင်ကြီးတဲ့ယောဂပေါ့ဟုတ်ပလားအင်္ဂလိပ်လိုမတောက်တစ်ခေါက်ပြောရင်တော်တော်ကိုအထင်ကြီးတာဗျဟုတ်လားမသိဟုတ်လားမသိတိတ်ထင်ကြီးတာပဲနောက်ဆုံးအဲ့ဒီအထင်ကြီးယောဂကနေနောက်ဆုံးဘာဖြစ်လာလဲနောက်ဆုံးကြတော့လည်းပဲရည်ကြေးမှုတွေကောလူသားအရင်မြစ်တွေကိုအကုန်လုံးတိမ်ကျုံခံလိုက်ရတာပဲနောက်ဆုံးလူသားအရင်မြစ်တွေပါပျောက်ဆုံးသွားတယ်ရည်ကြေးမှုတွေပျောက်ဆုံးသွားတယ်နောက်ဆုံးဘာသာတရားတွေပျောက်ဆုံးသွားတယ်အားလုံးသဘောပေါက်ရလားအဲ့ဒါလွန်ကဲသောယုံကြည်မှုတွေပေါ့ဗျာဟုတ်လားမသိမဟုတ်လားမသိရမ်းပြီးတော့จิตနေကြသမဏနဲ့ဝိပဿနာကိုပြနားမလဲကြကောင်းပြီဒါဖြင့်အားလုံးတော်ကောင်းတော့မှတ်တာတေသူရဲ့ယုတ်ကလတ်ကြီးကပညာဟုတ်ပြီနော်အထာနော်အဲ့ဒီယုတ်ကလတ်ကိုကြည့်ငါလည်းသူ့လိုတရားရမှာပါလားငါလည်းသူ့လိုတရားရမှာပါလားလို့စင်ကျင်နေတာကသမထဘုံပြသဘောပေါက်ရလားနားကိုလေရလားဘယ်ရိတ်တာရောက်ဘယ်ကမ္မဋ္ဌာန်းဌာနကိုသွားဒီတိုင်းခိုင်းပြီဆိုရင်ဒါတမထယာနိကလမ်းစဉ်ပါလားတမထကျင့်စဉ်ပါလားလို့နားလည်ပြီလားတွားပြီးမဆန့်ကျင်နဲ့သူ့ထန်နေကြိုက်သူ့ကြိုက်လိုက်ငကိုယ်တွေကမတွားခင်တွေကလေ့လာပေါ့ဟိုရောက်မှထော်လော်ကန့်လန့်သွားမလို့နဲ့ရှင်းရှင်းလားဟိုရောက်မှမင်းကျင့်စီကြဘာဖြစ်လဲမဝေဖန်တဲ့ငကိုယ်တွေကအဲ့နေရာမှာဘာကထာနိပေးတယ်လေ့လာပြီးတော့မှသွားပေါ့ဟိုရောက်တော့မှသူများကြွတာစားတော့ပြီးတော့သူများရဲ့မူဝါဒတွေတွားပြီးတော့မှဟိုဖြက်စီးတိပြစီဟိုဝေဖန်တိပုတ်ခတ်ဆိုတော့ကုသိုလ်မရတဲ့ပြင်မှာအကုသိုလ်တွေကပို့တိုးလာရအားလုံးတော့ပေါ့ရဲ့လားဒါကြောင့်တို့ကလည်းဘေးတီးတို့ for show တို့သိကြိုက်တာတို့ကလည်းအုံဆိုတို့ကကြိုက်နေတာပဲအဖော်ရောက်ကြောက်မြောင်းရောက်နောက်ဆုံးဒေအိုးတဲ့ထိလိုက်မယ်ဘုန်းကြီးတရားကောင်းမို့တို့ငေါ့ကြည့်နေတာပဲဆိုခြင်းသေးလားမဆိုနဲ့ယောဂီတို့ကိုယ်ပိုင်ဖြစ်ပျက်ကိုပိုင်နဲ့မမြင်သေးသမျှကာလပတ်လုံးယောဂီတို့နာနာတတ္ထအုံလောနကဘေးသင့်မယ်ဗျာမှတ်တာနာနာအတိသတ္ထဆိုတာနာမည်ကြီးတဲ့ဆရာကြီးတွေလူတွေအုံလုတ်တဲ့နိစ္စတွေပေါ်လာတိုင်းအုံလောနကအယူလို့ပြောတာဗျာအယူလို့လျှောက်လိုက်နေအောင်ပါပဲ
ဟိုဆက်ဆက်ဒီဆက်ဆက်ဟိုရိတ်တာကောင်းလို့ဒီရိတ်တာကောင်းလို့ဟိုမူကောင်းလို့ဒီမူကောင်းလို့ဟိုနီးကောင်းလို့ဒီနီးကောင်းလို့အဲ့ဒီဟိုဆက်ဆက်ဒီဆက်ဆက်တိတ်လောက်တာပဲမန်းလေးကယောဂီတွေပြောတာပါဘယ်ဟာယောဂီတွေအိတ်ကထိပြောင်ပြန်ပြီသူ့လက်ကြရင်ရံကယောဂီတွေ့တော့မှာကြည့်နေတာစဉ်းစားဗျာအဲ့ဒီဟိုဆက်ဆက်ဒီဆက်ဆက်လောက်တဲ့တည်းမှာတို့ယောဂီတွေမပါဘူးမလားမှန်မှန်လိမ့်စမ်းဗါတယ်တာဒုတစ်ချိန်ခေါ်လိုက်အောင်မယ်ဟာရှင်မြတ်၃ချိန်လို့ခေါ်တော့ဘာဖြစ်တော့ဟေ့မှတ်ထားကွာဆရာဆိုတာတပည့်တွေရဲ့အလိန်ခံဘဝဆရာဆိုတာဗါတဲ့တော့မှတ်ထားဗျယောဂီတို့ကိုယ်ပိုင်ညာမရှိရင်အဲ့ဒီရူတူတူပေါ်တော်ချက်တာတွေနဲ့အခြေဒီကုန်တယ်ဥမာပဲနာနာတတ္တအုံတော်တကပေးတာဆရာရှာရတဲ့ဘေးဘာဘေးတော့ဟိုဆရာပြောဟုတ်နို့ဒီဆရာပြောဟုတ်နို့ဟိုနီးနဲ့တရားထုတ်ဟုတ်နို့ဒီနီးနဲ့တရားထုတ်ဟုတ်နို့ဟိုရိတ်တာကြမှာပဲနိဗ္ဗာန်ရှိနို့ဒီနိဗ္ဗာန်ကြမှာပဲနိဗ္ဗာန်ရှိနို့ဟိုနို့ဒီနို့နဲ့တဆက်ဆက်နဲ့လိုက်နေတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးရှိတယ်အဲ့ဒါဘာကြောင့်လဲမြတ်စွာဘုရားကတေချာဟောတယ်မဟုတ်ဆိုလေဟောပါတယ်ခင်ဗျားတို့တကားကျွဲဥလာဘူးကိုယ်ပိုင်ဉာဏ်နဲ့ကြက်ကြက်နနဖြစ်ပျက်ကိုမမြင်သေးသမျှခင်ဗျားတို့လူဝါကုန်းဖြစ်လိမ့်မယ်။ပါတဲ့ဝါကုန်းဆိုတာသိလားဖူးဖူးလေးပါဗျာဝါကုန်းဆိုတာဝါကုန်းဆိုတာပေါ့ပြက်ပြက်လို့ပြောတာဗျာဝါကုန်းဆိုတာဘာလဲတောင်လေတိုက်ရင်မြောက်ဘက်ကိုလွှင့်သွားတယ်မြောက်လေတိုက်ရင်တောင်ဘက်ကိုလွှင့်အရှိလေတိုက်ရင်အနောက်လေတိုက်ရင်ထောက်ရတီးရမရှိဘူးတဲ့လူဝါကုန်းယောဂီတို့လည်းနာမည်ဘယ်ဌာနနာမည်ကြီးတယ်ဆိုစွတ်ပြေးပြီဘယ်ဘုန်းကြီးနာမည်ကြီးတယ်ဘဘဆိုပြေးပြီလိုင်းပေါ်မှာတွေ့သမျှအကုန်လုံးရှောက်လိုက်တယ်လိုက်အဲ့ဒါဘာတော့လူပါကောင်အဲ့ဒါဘာတော့ဟဲ့ဘယ်နီးဘယ်လိုပဲပြောကိုစိတ်ဝင်စားလို့အဲ့ဒီနီးကိုလေးလာပြီမှန်ဆိုတာဘာနဲ့ချိန်ရမလဲခန္ဓာနဲ့ချိန်ဘာနဲ့ချိန်လဲကျုပ်နဲ့ချိန်ရမလားလုံနေတယ်ဟုတ်ကြာဒီလက်ညှိုးတို့ပြတော့ဘုန်းကြီးနဲ့ချိန်ရမယ်အောင်မင်းနေဦးမယ်မဟုတ်ဘူးဘာနဲ့ချိန်ရမှာတော့အဲ့တော့ခန္ဓာကဖောက်ပြန်ပြောင်းလဲပျက်စီးပြတာကိုယ်တိုင်မြင်ထားတဲ့ပုဂ္ဂိုလ်ကြတော့သူပြောတာဟုတ်တာလည်းသိတယ်မဟုတ်တာလည်းသိတယ်မှန်တာလည်းသိတယ်မမှန်တာလည်းသိတယ်လိုတာလည်းသိတယ်ပူတာလည်းသိတယ်သမထจิตလည်းသိတယ်ဝိပဿနာจิตလည်းသိတယ်အဲ့လိုသိထားတဲ့ပုဂ္ဂိုလ်ကြတော့ကိုယ်ပိုင်ခန္ဓာညံထားတဲ့ပုဂ္ဂိုလ်ကြတော့ဘာဖြစ်လဲကြောက်တိုင်ကြီးလိုဖြစ်သွားတယ်ဘယ်လိုဖြစ်သွားကြောက်တိုင်ကြိုက်တဲ့လေတိုက်ဆိုင်ကြောက်တိုင်မှန်ရင်လူရုံထုံးစံမရှိဘူးတဲ့ယောဂီတို့ခန္ဓာဉာဏ်ရောက်ဖြစ်ပြက်ပိုင်နိုင်မြင်ပြီးသစ္စာတိမတကားကျွဲဥလောက်တော့ကြောက်တိုင်ဘဝရောက်မယ်နော်ရှင်ရောရှင်းလားခင်ဗျားတို့ကိုယ်တိုင်ခန္ဓာဉာဏ်မရောက်လို့ဖြစ်ပြက်မမြင်သမျှခင်ဗျားတို့ကလူဝါကုန်ဖြစ်မှာပဲအဲ့ဒါဟိုဆက်ဒီဆက်သူများပြောသမျှခန္ဓာနဲ့မချိန်မဲနဲ့သူများပြောသမျှအကုန်ကြောင်ကြမ်းရှောက်လုံနေရင်ယောဂီတို့ကဘာလဲရဲပြောကိုဘွားနဲ့ကိုလည်းနားလေအောင်လို့အောင်ဘာလဲလူဝါကောင်ဘယ်တရားဘယ်အားရနာမကြည့်တယ်ခန္ဓာနဲ့ပဲချိန်ပြီးဆုံးဖြတ်ချက်ချနိုင်အဲ့ဒါဘာတော့လူကြောက်တိုင်အဲ့ဒါဘာတော့ဟဲ့ဒါပေမဲ့ယောဂီတို့ကကြောက်တိုင်ဘဝလားဝါကောင်ဘဝလားသူလည်းကြောက်တိုင်ဖြစ်ချင်တယ်လေသူတို့ပဲဝါကောင်ဖြစ်ချင်တယ်လေသူတို့ပဲဝါကောင်ဖြစ်လိုက်ကြောက်တိုင်ဖြစ်လိုက်တယ်စဉ်းစားကြည့်ဗျအဲ့ဒါဘာကြောင့်လဲဆိုတကယ်လမ်းကြောင်းမှန်ကိုသွားတဲ့ပုံကိုယ်တွေကဒီအခြေခံကြကြနားလည်ဖို့မလိုလားလို့လိုတယ်ဗျကဲဒါကြောင့်မလို့ခေါင်းခါခြေလက်ကိုပုံပိုင်းရှုခိုင်းတာဒီသမထအာတုပကမ္မဋ္ဌ32ခုထားတော့အာကုသကမ္မဋ္ဌာန်းကြီးစီးပြန်ခိုင်းနေတာဒီသမထတက္ကတေသူရဲ့ယုတ်ကလကိုအာယုံပြုပြီးတော့မှယောဂီတွေမရဏနုတ္တိပွားခိုင်းနေတာဒီပါတော့သမထနော်ဒါဖြင့်အဲ့ဒီသမထရဲ့အရှုခံပိုင်းကိုပြန်ကြည့်လိုက်တဲ့အခါကျတော့ခေါင်းခါခြေလက်ဆိုတဲ့အတွင်းတရံအထည်တွေကလည်းပါတော့ပညာတန်ဌာနပညာ32ခုထာတာကလည်းပါတော့ပညာအတုပယုတ်ကလကျက်လည်းပါတော့ပညာဘာပညာလဲအာဝိဇ္ဇမာနပညာဒါပညာကိုအာယုပြုပြီးရှုခိုင်းတာမှန်တယ်မြတ်ပါတော့သမထရှင်းပြီနော်သမထမှာလည်းသမထအာနိတိရှိတာပေါ့
နိဝရဏတမေတိတိသမထောနိဝရဏကိလေသာနိဝရဏတရားကိုတမေတိတာမြစ်တတ်ဣတိတတမထိုးကြောင့်သမထောသမထမိဒီအတုပကမ္မဋ္ဌာန်းကိုစက်တိုက်ပွားများပါများလာလို့ရှိရင်တဲ့ကိလေသာကတဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဝေးလာတယ်ကုံသွားတယ်ပယ်သွားတယ်ပြောတာမဟုတ်ဘူးဟုတ်ပလားယပွားများတဲ့တတိတွေအမြဲတမ်းကိန်းဝတ်နေတဲ့အတွက်ရှစ်တတိနောက်တတိရှစ်တတိနောက်တတိအတိအမှတ်တွေကစိတ်နေတဲ့အခါကျတော့ကိလေသာကကြားခုလို့မရဘူးအဲ့တော့ကိလေသာကဘာဖြစ်လာလဲဝေးသွားတယ်ဒါကြောင့်တမေတိဆိုဘာလို့တာတားမြစ်တမေတိကဘာလဲတော့မက်ကတတ်တာဗျသမထကတားတာဆိုလိုချင်တာကတော့ယောဂကိုတက်တာအောင်ကုတာနဲ့ပြောက်အောင်ကုတာกว่าတယ်သမထကယောဂကိုပြောက်တက်တာအောင်ကုတဲ့ဆရာနဲ့တူတယ်ဝိပဿနာကဒီယောဂအနာယောဂကိုပြောက်အောင်ကုတဲ့ဆရာဝန်နဲ့တူတယ်ဒါကြောင့်တက်တာအောင်ကုတဲ့ဆရာနဲ့ပြောက်အောင်ကုတဲ့ဆရာတဲ့ဗျဒါကြောင့်ကိလေသာကိုပယ်တတ်တဲ့နေရာမှာကိလေသာပယ်တတ်ကြောင့်ကျင့်စုကိုကျင့်တဲ့နေရာမှာသမထဆိုတဲ့ကျင့်စဉ်သည်ကိလေသာကိုသူတော်ကောင်းတို့ဘုံဘုံတို့တဏ္ဍာမှာတက်တာရုံပဲခဏတက်တာအောင်လုပ်ပေးတယ်ဒါကြောင့်မလို့သမထအားကောင်းလို့တတိပညာအားကောင်းတမာရီအားကောင်းတဲ့ပုဂ္ဂိုလ်တွေကရင်ထဲမှာအေးလာတယ်ဆိုတာဘာကြောင့်လဲကိလေသာဝေးလို့အေးတာဖြစ်ပြမြင်ပြီးအေးတာမဟုတ်ဘူးခန္ဓာပေါ်ဉာဏ်ရောက်ပြီးအေးတာမဟုတ်ဘူးခန္ဓာကိုသစ္စာဉာဏ်နဲ့ထိုးထိုးဆုံးဖြတ်ချက်ချနိုင်ပြီးအေးတဲ့အေးမျိုးမဟုတ်ဘူးပညာကိုအာယုံပြုစင်ခြင်းပြီးအေးတဲ့အေးမို့လို့အဲ့ဒါသမထအေးလို့မှန်အဲ့ဒီသမထနဲ့အေးနေတာတမာရီနဲ့အေးတာကိုပဲတချို့ကကိလေသာကုန်ပြီးသူကိုယ်သူအရိယာလို့ထင်သွားတတ်တယ်ရှင်းလားဟိဒါကြောင့်ကမ္မဋ္ဌာန်းဆရာကတိတ်အရေးကြီးတာပဲဒါကြောင့်တရားတစ်ခုကိုလေ့လာနာကြားမှတ်သားကြည့်တဲ့အခါမှာဂုံတွေပကာတနာတွေယာရုတွေဘွယ်ရုတွေအာနာတွေဘွယ်တစိတ်တွေဝိဖက်သူ့ရဲ့ကျင့်စဉ်ကိုသိချာနားထောင်ဒါဟာတကယ်ကိလေသာကုန်ခန်းစေမဲ့ကျင့်စဉ်လားကိလေသာတတ်တာယုံကျင့်တဲ့ကျင့်စဉ်လားသမထကျင့်စဉ်လားဝိပဿနာကျင့်စဉ်လားတကယ်အရိယာကိုဖြစ်စေနိုင်တဲ့ကျင့်စဉ်လားဆိုတာသူ့ရဲ့ပေးတဲ့နည်းအပေါ်မှာနားထောင်ကြည့်တန်းသိတယ်ဗျတန်းသိတာဗျရှင်းရှင်းလားတို့ကယာရုတွေအာနာတွေဘွယ်ရုတွေကာကွယ်နေလို့တာတို့ကအမှန်အတိုင်းကိုထုတ်မပြောရတာပဲရှိတယ်ရှင်းရှင်းလားအေးဒါကြောင့်နာမည်တည်းဂုံတည်းသိကြော်ကြပြီဆိုလို့ရှိရင်အကုန်လုံးချပလိုက်တာဒါကြောင့်မလို့ကျင့်စဉ်ကိုအဓိကကြည့်ရမှာတန်တန်ကိုလေအနှစ်ကိုရှာဆိုတာဒါကိုပြောတာဗျအားလုံးတော့ပေါ့ရလားကဲကောင်းပြီဒါကြောင့်အခုပညာနဲ့ဒါသမထတွဲနားလည်ပြီနော်ကဲကောင်းပြီနောက်တစ်ခုထပ်သွားကြစို့နောက်တစ်ခုထပ်သွားကြစို့ဆိုတဲ့အခါကျတော့ပညာဆိုတဲ့နေရာမှာနောက်တစ်ချက်ကဝိဇမာနပညာအခုရှေ့ပိုင်းပြောတာကအဝိဇမာနပညာအခုနောက်ပြောမှာကဝိဇမာနပညာဝိဇမာနပညာဆိုမြန်မာလိုပြန်ရင်အရှိတရားအပေါ်၌နားလည်လွယ်အောင်ခေါ်ဝေါ်သမုတ်ထားတာကိုဝိဇမာနပညာလို့ခေါ်ပါတယ်အဝိဇမာနပညာကိုဘာသာပြန်လိုက်တာအဝိဇမာနပညာဆိုမရှိတရားအပေါ်၌နားလည်လွယ်အောင်ခေါ်ဝေါ်သမုတ်ထားတာကိုအဝိဇမာနပညာဒါကအဝိဇမာနပညာကိုဘာသာပြန်တာအဲ့ဒီအဝိဇ္ဇမာနပညာဟာဘာတွေလဲဆိုရင်ခေါင်းခါခြေလက်ဆိုတဲ့အတွင်တရံနေ32ခုထာတာဆိုတဲ့အတွင်တရံနေဟုတ်ပြီနော်ပြီးတဲ့အခါကျတော့ယောဂီတို့ရေဒီအတုပယုတ်ကလတ်ကြီးဆိုတဲ့အတုပအပုတ်ကောင်ကြီးတွေဟုတ်ပြီနော်အဲ့ဒါတွေအားလုံးဒီပါတော့အဝိဇ္ဇမာနပညာဒါနားလည်လိုက်တော့ဟုတ်ပြီနော်အခုပြောမှာကပါတော့ဝိဇ္ဇမာနပညာအဲ့တော့ဝိဇ္ဇမာနပညာဆိုတာဘာကိုပြောတယ်လဲဆိုတော့အရှိတရားပေါ်၌နားလည်လအောင်ခေါ်ဝေါ်သမုတ်ထားတာဆိုတော့အခုယောဂီတို့တရားဟောတရားနာနေတယ်ခန္ဓာဘယ်နှပါးခန္ဓာ၅ပါးအဘိဓမ္မာလို့ဆိုရင်ရူပခန္ဓာဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ကာရခန္ဓာဝိညာဉ်ခန္ဓာတဲ့ခန္ဓာဘယ်နှပါးတော့ဟုတ်ပြီခန္ဓာ၅ပါး
ခန္ဓာ၅ပါးလုံးကိုပြောနေယောဂီတို့နားတွေထွေးကုန်မှဆွလို့သဘောတူရာကိုပုံလိုက်မယ်ဗျာယုံနဲ့နံသဘောတူရာပုံလိုက်ရင်ဗာလဲအဲ့ဒါယုံနဲ့နံသိချမှတ်ထားအဲ့ဒါယုံနဲ့နံဆိုတော့ယုံဆိုတာကဖောက်ပြန်တာယုံဆိုတာဗာလဲဖောက်ပြန်တာသိချနားထောင်တော့ပညာပရမခေါ်တော့မလို့ဥမာဆိုကြပါစို့တရားလေးထိုင်ငါစားကမကျင်ဘူးနောက်တော့ကျင်လာတယ်ဆိုကြပါစို့အဲ့ကျင်တဲ့သဘောလေးကတောမှာတိုင်မှာအိမ်မှာဓမ္မယုံမှာပေါ်လာလားခန္ဓာထဲပေါ်လာလားဒါပြင်ဒီကျင်နေတဲ့အချိန်ကျင်တဲ့သဘောလေးကခန္ဓာကိုယ်ထဲမှာတကယ်မရှိဘူးလားကျင်တဲ့သဘောတကယ်ရှိတယ်လေတကယ်လည်းကျင်နေတာဟုတ်ဗျကျင်တဲ့သဘောလေးခန္ဓာကိုယ်ထဲမှာမရှိဘူးလားအဲ့ဒီအရှိတရားအပေါ်၌အရှိတရားနော်အဲ့ကြတော့ဆရာကဟောပြီဟေးကျင်နေတာဟာမင်းလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးယောက်ျားလည်းမဟုတ်ဘူးမိန်းမလည်းမဟုတ်ဘူးပုဂ္ဂိုလ်တ attva လည်းမဟုတ်ဘူးဟေးကျင်တာဟာခေါင်းလည်းမဟုတ်ဘူးခါလည်းမဟုတ်ဘူးခြေလည်းမဟုတ်ဘူးလက်လည်းမဟုတ်ဘူးကွာကျင်နေတဲ့သဘောလေးဟာအဲ့ဒါဖောက်ပြန်တာကွာကျင်နေတာဟာဗါတဲ့ဟောဆရာကသင်ပေးလိုက်ပြီကျင်နေတဲ့သဘောလေးကိုဗါတဲ့တော့အဲ့တော့ဖောက်ပြန်တာကိုရုပ်ပတိတိရူပံတဲ့ရုပ်ပတိဖောက်ပြန်တိုက်ဣတိတတ္တမထိုးကြောင့်ရူပံရုပ်ရည်ဖောက်ပြန်တာရုပ်တရားတဲ့ဒါကြောင့်ကျင်နေတာဟာရုပ်ရက်တော်သင်ပေးလိုက်ပြီဟုတ်ပြီနော်ပညာပရမခွဲပြတော့ကျင်နေတဲ့သဘောကလေးကပရမကျင်နေတဲ့သဘောလေးကအဲ့ဒါကျင်နေတာဟာမင်းလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးကျင်နေတာဟာရုပ်ရဲ့သဘောလို့ရုပ်လို့ပြောလိုက်တဲ့စကားလုံးကဘာတော့ပညာဘာပညာလဲဝိဇာမာနာပညာစကားလုံးမှန်တယ်များပညာရှင်းလားပရမတ်စစ်စစ်မှာစကားလုံးမရှိပရမတ်စစ်စစ်မှာစကားလုံးမရှိအဲ့ဒါမှတ်ထားစကားလုံးနဲ့တင်ပြီးဟောသမျှပြောသမျှအားလုံးတို့ဒီဘာတွေတုံးပညာတွေဘောပါဗလားကဲအခုဘုန်းကြီးပြောနေပြီယောဂီတို့နားလည်အောင်ရှင်းပြနေပြီကျင်နေတဲ့သဘောကလေးကပရမတ်တကယ်ကျင်တဲ့အချိန်မှာကျင်တဲ့သဘောတကယ်မရှိလားရှိလားအဲ့ဒီအရှိတရားပေါ်၌နားလည်လွယ်အောင်ခေါ်ပေါ်သမုတ်ထားတဲ့ပညာကိုဝိဇာမာနာပညာဒါဝိဇာမာနာပညာဆိုတာဘာတွေလဲဘုရားလို့မေးတော့ရုပ်တို့နာမ်တို့ဝေဒနာတို့စိတ်ဆိုတဲ့စကားလုံးတွေမှန်တယ်ဗျစိတ်ဆိုတဲ့စကားလုံးဝေဒနာဆိုတဲ့စကားလုံးရုပ်ဆိုတဲ့စကားလုံးနာမ်ဆိုတဲ့စကားလုံးမှန်တယ်ဗျဘာတော့ပညာရှင်းလားဒါပြင်အဲ့ဒီယုံနာဆိုတဲ့စကားလုံးပညာကဘာပညာလဲမေးရင်ဝိဇာမာနာပညာပြောဘာပညာဒါပြင်ရားနေတဲ့သဘောကလေးကပရမတ်ဟဲ့ရားတာမင်းလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးရားတာဟာယုံလို့ပြောလိုက်တဲ့စကားလုံးကဘာတော့ပညာနဲ့ပရမတ်ဒါလို့နားလည်ပြရမယ်ဘောဘောရဲ့လားအကောင်းပြီယောဂီတို့ကဘာလုပ်နေကြဟုတ်တယ်လေတရားနာနေတာလေဟာနောက်ကယောဂီတွေဘာလုပ်နေတာတော့အမေသူတို့မင်းသားများထိုင်ကြည့်ခိုင်းနေလားအောင်မင်းလားသူကဘာလုပ်နေကြကိုယ့်ကိုတရားနာမှန်းသိလားလို့အဲ့သိတဲ့သဘောကလေးကပရမတ်သိတဲ့သဘောလေးကဟေးအဲ့ဒီသိတာဟာမင်းလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးယောက်ျားမင်းမပုဂ္ဂိုလ်တ attva သိတာမဟုတ်ဘူးဟေးအဲ့သိတာဟာနာလို့နာမည်တက်လိုက်တာနာမေတိတိနာမံနာမေတိတိတ္တိညွတ်တ္တိဣတိတ္တမထိုးကြောင့်နာမံနန္ဒီတိတ္တလို့ဘာတရားနန္တရားဒါဖြင့်သိနေတဲ့သဘောကလေးကပရမတ်အဲ့သိနေတဲ့သဘောမင်းသိတာငါသိတာမဟုတ်ဘူးဟေးနာလို့စကားလုံးလေးသုံးလိုက်တာကပညာနဲ့ပရမတ်ရှင်းလားယောဂီဝမ်းတာဘူးသလားဟဲ့ဝမ်းနေဘူးသလားဟဲ့အဲ့ဒါဝမ်းတာနေတဲ့သဘောကလေးကပရမတ်ဟေ့ဝမ်းတာတာမင်းလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးယောက်ျားမင်းမပုဂ္ဂိုလ်တ attva မဟုတ်ဘူးကွယ်ဝမ်းတာတာသောမနတဝေဒနာလို့ဝေဒနာနာမည်လေးတက်ပေးလိုက်တာကပညာဘာပညာလဲဟဲ့
ဝိဇ္ဇာမာနပညာရှင်းမလားဒါကြောင့်ဝေဒနာရှုလို့ဝေဒနာတွေ့နေသေးရင်ပညာနဲ့ဝိဇ္ဇာမာနပညာကိုသိနေတာမို့လို့တခါကျဥလာဘူးအဲ့ဒါသမထပြဝေဒနာရှုလို့ဝေဒနာတွေ့နေသေးရင်သမထဒါပြင်ဝိပဿနာဆိုတာဘာလို့ပြအဲ့ဒီဝေဒနာလေးရဲ့ပြောင်းလဲနေပုံဝေဒနာလေးဖြစ်ပြီးပြတ်သွားတာကိုမြင်တွေ့ပြီးဉာဏ်နဲ့ဆုံးဖြတ်ချက်ချနိုင်မှာဝိပဿနာဒါပြင်တခါကျဥလာဘူးလို့ခင်ဗျားတို့ကိုရုပ်တည်နံတည်စိတ်တည်ဝေဒနာတွေသင်ပေးတာအဲ့ဒါသိစရာကိုသိအောင်လို့သင်ပေးတာတဲ့မှတ်ထားတခါကျဥလာဘူးလို့ရခင်ဗျားတို့ဝိပဿနာရှုတဲ့နေရာမှာသိစရာနဲ့ရှုစရာကွဲကွဲပြားပြားနားလည်ပါစေဆိုတော့ကြီးကဒါကြောင့်မလို့လဲသစ္စာတိပ္ပကဆရာကြီးဥကြည်ကသိစရာနဲ့ရှုစရာဆိုတော့စာလေးရေးပေးသွားတယ်ဟာသိကောင်းတာရှင်များသစ္စာတိပ္ပကဆရာကြီးဥကြည်ရဲ့စာအုပ်တွေသစ္စာတိပ္ပကဆိုတော့ပြောလို့ရွှေတကုံရဲ့တောင်ဘက်ရှိဘက်မဟုတ်အဲ့ဒီမှာသစ္စာတိပ္ပကဆိုတဲ့ဌာနမူရင်းဌာနရှိတယ်အဲ့ဒီမှာတော့စာအုပ်တွေတော့ဝယ်လို့ရအောင်မထင်နဲ့ဆရာကြီးသစ္စာတိပ္ပကဆရာကြီးဥကြည်ရဲ့စာအုပ်တွေသိကောင်းတာအဲ့ဒီမှာသိအများကြီးတော်တော်ကောင်းပါတယ်ဆရာကြီးရေးတဲ့စာအုပ်တွေကတကယ်ကိုလက်တွေ့လဲတော်တော်များများလက်တွေ့လဲကြားတယ်ပရိယတ်တွေလဲတော်တော်လေးညီတယ်ဆရာကြီးကတော်တော်ကိုညီပါတယ်ဆရာကြီးကဒါကြောင့်မလို့တော်တော်ကောင်းပါတယ်အဲ့လိုဒီလူပညာရှိယဟန်ပညာရှိသူတော်ကောင်းကြီးတွေရေးသားပေးတဲ့စာအုပ်တွေလည်းပဲကမ္မဋ္ဌာန်းဆရာကောင်းတစ်ယောက်ဖြစ်ချင်ရင်အဲ့ဒီစာပေကိုများများလေးဖတ်ပေးရတယ်ပြီးတော့စာပေကရေးထားတဲ့စာသားနဲ့ခန္ဓာနဲ့ဟုတ်မဟုတ်ဆိုတာကိုယ်တိုင်လက်တွေ့ပါလို့ရမလဲကျင့်ရမယ်အဲ့ကြတော့မှဖယားကလည်းဟောခန္ဓာကလည်းပြောကိုယ်တိုင်ကလည်းတွေ့သိကြပြီလားသိကြပြီဆိုရင်အဲ့ဒါချပြလိုက်တော့ပရိယတ်ကောပฏิပတ်ကောစာတွေ့ကောလက်တွေ့ကောအကုန်ဆုံးသွားတယ်ဘောပေါက်မလားဟာသိအရေးကြီးတာပဲကြက်ကောင်းပြီဒါကြောင့်မလို့မှတ်ထားရုပ်တို့နာမ်တို့ဆိုတာကသိစရာရုပ်တို့နာမ်တို့ဆိုတာကရှုစရာမဟုတ်ဘူးသိစရာဟာဘာဖြစ်လို့သိစရာကိုသိခိုင်းတာလဲရုပ်တို့နာမ်တို့သိစရာကိုသိမှသက်ကာယဒိဋ္ဌိစင်မှာပေါ့ရှင်းလားဒါဖြင့်ရှုစရာကဘာလဲဘုရားလို့မေးတော့ဖြစ်ပြက်ရှုစရာကဘာတော့သိစရာကယုံနာရှုစရာကသိစရာကရှုစရာကသိစရာကရှုစရာကသိစရာကိုသိရင်ဘာဒိဋ္ဌိစင်ဟောရှုစရာကိုရှုလိုက်တော့ဟိုရုပ်ပေါ်လဲဖြစ်ပြီးပြက်နာမ်ပေါ်လဲဖြစ်ပြီးပြက်ဖြစ်ပြက်ကဘာသက်စာဖြစ်ပြက်ကိုမြင်ပြီးရှုတဲ့ဉာဏ်ကတည်သွားတဲ့ဒိဋ္ဌိအစရှိတဲ့ကိလေသာတွေကသမုဒိယလေးတွေကင်းသွားတာကသစ္စာဘယ်နှချက်မှတ်ထားဗျသိစရာကိုတိမှဒိဋ္ဌိစင်နာပယ်စရာရှိတဲ့ဒိဋ္ဌိကိုပယ်ပြီးရှုမှအားကြီးတဲ့ဝိပဿနာအဲ့ဒီအားကြီးတဲ့ဝိပဿနာဖြစ်မှသစ္စာကိုစိုက်ပြီးတော့မှဖြစ်ပြက်လည်းမြင်ဒိဋ္ဌိလည်းပြုတ်သစ္စာလည်းတန်အဲ့ဒီကြမှာသုလသောတာပန်လို့ရှုလို့ဆိုတာဖြစ်လာတယ်ဗျာရှင်းမလားသဘောပေါက်ပြီနော်ကြိုက်သဘောလဲပေါက်တယ်နိုင်လဲစိတ်လို့ကြံနဲ့တင်တယ်နတ်ပြန်ဆက်ဟောမယ်တော်ကြအောင်စို့ဗျာ